အိမ်လုံးကိုဗီဒီယိုရိုက်ပြပါလို့ပြောလို့တမီးအဲ့တကားဖွင့်လိုက်နော်ဒီအခန်းလေးကတော့ထမင်းစားခန်းပါမလာချစ်မမောင်လေးခေါ်နေတော့ဒီအခန်းလေးကတော့ထမင်းစားခန်းပါဒီဘက်မှာကျတော့ပကံပေါင်းဆက်နဲ့ဒီမှာဖြိုရည်ထားတဲ့ရေကေးတတလေးထထားပါတယ်ပြီးတော့လို့ရှိရင်ဒီမှာတော့မီးပိုကြောင်ပေါ့နော်မီးပိုကြောင်ရေကေးတတရှိမယ်ရှော့ဆက်ရှိမယ်ဒါလေးကတော့မမတဲ့ဟင်းဝေချက်ဖြစ်တဲ့မီးပိုကြောင်ပါဒါကမီးပိုကြောင်လေးပါနော်မီးပိုကြောင်ပြပေးအောင်မယ်နော်ချစ်တဲ့သူတွေကပြခိုင်းတယ်တအိမ်လုံးမြင်ချင်လို့တဲ့အမြင်ကက်တဲ့သူတွေကတော့ကြွားနေတယ်လို့ပြောအောင်မယ်ဒါလေးကတော့ရှောက်လန်းပါမမတဲ့တို့ရဲ့အိမ်အဝင်ရှောက်လန်းလေးဖြစ်ပါတယ်နော်အိမ်အဝင်ရှောက်လန်းအော်မမတဲ့မိသွားတယ်ဒီမှာပြပေးအောင်မယ်ဒါကတော့မင်းဖုံးခန့်အခန်းလေးပါမင်းဖုံးခန့်နေမဲ့အခန်းလေးပေါ့နော်အခုဒီအခန်းလေးကတော့မနေသေးဘူးမင်းဖုံးခန့်ငငယ်လေးပဲရှိသေးတော့မနေသေးဘူးဒီဘက်မှာမင်းဖုံးခန့်ရဲ့အင်ချီတွေထားတဲ့ဗီဒီယိုပါမင်းဖုံးခန့်ကငငယ်လေးပဲရှိသေးတော့မနေသေးဘူးမမသေးတို့ရဲ့အခန်းမှာပဲနေတယ်နော်ပြီးတော့ဖုံးခန့်နိုင်ရဲ့အခန်းကိုပြပေးမယ်နော်ဒါတော့အပြင်ကိုထွက်တဲ့တကားဝါပါဒီမှာကျတော့ဖုံးခန့်နိုင်ဒါတော့တားအကြီးဖုံးခန့်နိုင်ရဲ့အခန်းလေးပါဖုံးခန့်နိုင်အိယာတွေမချစ်ဖွာတာတေချာမလုပ်ထားဖုံးခန့်နိုင်ရဲ့အခန်းလေးပါသူရဲ့ဗီဒီယိုတွေလည်းတေချာမလုပ်ပေးရသေးဘူးမမတေလည်းအလုပ်တွေအရင်များလို့လေဒါကတော့ဖုံးခန့်နိုင်ရဲ့စာချီစပွဲပေါ့နော်စာချီစပွဲဖြစ်ပါတယ်ဖုံးခန့်နိုင်ကားလေးတွေပြီးတော့ဒီမှာဖုံးခန့်နိုင်ရနတိုအရင်ကြိုက်တယ်လေဒါရနတိုဒီမှာ CR7 လို့ရေးထားတယ်ပေါ့နော်ဒါကတော့ဖုံးခန့်နိုင်အခန်းလေးပါဒါကတော့အများသုံးအိမ်နာရီချိုးခန်းပါဒါတော့အများသုံးပေါ့နော်အများသုံးအိမ်နာရီချိုးခန်းတွိုင်လက်ပေါ့နော်တွိုင်လက်လေးပါဒါကတော့မလာချစ်သမီးဒါကတော့မမတဲ့အိမ်ကကောင်မလေးနေတဲ့အခန်းပေါ့နော်ကောင်မလေးနေတဲ့အခန်းပါကောင်မလေးနေတဲ့အခန်းလေးပါမမတဲ့အိမ်ကကောင်မလေးနေတဲ့အခန်းလေးပါသူ့အခန်းထဲမှာတူနေတယ်ဒါတော့သူ့ရဲ့မှန်တင်ခုံပေါ့နော်မိတ်ကက်တွေပေးထားတယ်မမတဲ့လည်းမိတ်ကက်ချက်ပြီးတော့ဒါကတော့သူ့ရဲ့ toilet ပေါ့နော် toilet ဖြစ်ပါတယ်ဟိုအားကြတော့ကြည်အမကြည့်လိုက်မင်းဖုံးခက်ဒါကတော့မမတဲ့ရဲ့အခန်းလေးပါပေါ့နော်အတူလားဟောမမတဲ့ရဲ့အခန်းလေးပါအဲ့ဒါအခုဒီမှာမမတဲ့အခန်းအခြေကြီးဆိုတော့ဒီကစားခွင့်တစ်ခုအခန်းထဲမှာထည့်ပေးလိုက်တယ်ဘာဖြစ်လို့လဲဆိုတော့မင်းဖုံးခန့်အရန်တောင်းချမ်းလို့လေမင်းဖုံးခန့်အရန်တောင်းချမ်းလို့ပါပြီးလို့ရှင်ဒါလေးကတော့မမတဲ့ရဲ့ဟိုပါပေါ့နော်ရေချိုးခိုင်းလေးပါရေချိုးခိုင်းလေးပါဒါတော့မမတဲ့ရဲ့ဗီဒီယိုပါမမတဲ့ရဲ့အခန်းမှာကျတော့မမတဲ့ကဒီလိုမျိုးကတိမထဲတော့ဘူးပေါ့နော်မို့ရပဲချလိုက်တယ်ဒီအနိတ်ခုံကတော့ဒီချပြန်နေရချရမယ်နော်အိမ်ရှိခန်းဒါတော့အိမ်ရှိခန်းမှာထားတဲ့ဖရာခန်းလေးပါဒါကတော့အိမ်ရှိခန်းလေးပါမလာချစ်ဟယ်လိုမလာချစ်ပါလုံးနေရလဲဖုံးခန်းနိုင်ဖုံးဆက်လို့ဖုံးဆက်လို့ဒါကျမသမီးလေးဒီမှာကြည့်လိုက်ဒါကတော့အိမ်ရှိခန်းပေါ့နော်ဒါကတော့အိမ်ရှိခန်းမှာဓမ္မဝဲနာရှိတယ်ပြီးဒီမှာကကြတော့ဖျားခန်းပေါ့နော်ဒီမှာကြတော့ TV ဒါက TV အိမ်ရှိခန်းပေါ့နော်အဲ့လိုမျိုးလေးပါတအိမ်လုံးဗီဒီယိုရိုက်ပြပေးပါလားလို့ပြောလို့နော်မမတဲ့ရိုက်ပြပေးလိုက်ပြီဒီခုံကတော့နေရာပြန်ချရမယ်မနက်ကရွှေ့ထားတာအရင်ပွားနေရအိမ်ရှိခန်းလေးကဒီလိုလေးပါဒီအိမ်လေးကမမတဲ့အိမ်လေးပါ